္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းတွင်6.9အဆင့်ရှိအင်အားပြည့်ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့မှုကြောင့်လူ69ဦးသေဆုံးခဲ့ရပြီးရာပေါင်းများစွာဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ကယ်ဆယ်ရေးအဖွဲ့များကတော့အသက်ရှင်ကျန်ရည်သူများကိုရှာဖွေရန်အတွက်အပြေးလွှာလှုပ်ဆောင်နေကြပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ယူကရိန်းနိုင်ငံရှိအိုဒက်ဆာမြို့တွင်ရုတ်တရက်ရေကြီးခဲ့မှုကြောင့်လူ9ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်ကယ်ဆယ်ရေးအဖွဲ့များဟာပြိုကျပျက်စီးနေတဲ့အဆောက်အအုံများအတွင်းပိတ်မိနေသောလူဒါဇင်ပေါင်းများစွာကိုလည်းရှာဖွေလျက်ရှိနေကြပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အမေရိကန်အစိုးရကဗန်နာရေးထောက်ပံ့မှုများအားဖြတ်သိမ်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒီမိုကရက်ပါတီဝင်များက Republican ပါတီဝင်များ၏ဗန်နာရေးအစီအစဉ်များအားမထောက်ခံခဲ့တဲ့အတွက်အခုလိုပြုလုပ်ခဲ့တာဖြစ်ပြီးကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းစဉ်တွေပတ်သက်သောဗန်နာရေးအစီအစဉ်များအားဖယ်ရှားခံလိုက်ရတာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံဟာယူကရိန်းနိုင်ငံကိုထောက်ခံနေတော်ညလည်းပဲရုရှားနိုင်ငံအတွက်ပို့ကုန်များအားထိပ်တန်းတင်ပို့သောနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်2025ခုနှစ်ယခုကာလအထိတင်ပို့မှုပေါင်းဟာ1.3ဘီလီယံတောင်တန်ကြေးရှိကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့စစ်မှုထမ်းဟောင်းများဟာစစ်ဗိုလ်ချုပ်များနဲ့ပတ်သက်တဲ့ PHX ၏မိကွန်းအားစော်ကားပြောဆိုတယ်လို့ပြောခဲ့ကြပြီးပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် PHX ၏မိကွန်းတဲ့တွင်တိုင်းရင်းသားမျိုးနွယ်စုငယ်များမှအရာရှိများဟာ၎င်းတို့လိုမျိုးနွယ်စုငယ်များအတွက်ချက်လက်ပေးထားသောယာတုနေရာများကြောင့်လိမ့်လိမ့်မြန်မြန်အရှိရောက်ကြတာလို့ပြစ်တင်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်